မသိကြရရင်မမယ်ဆိုရတရားရဲ့အပူပဲဆိုတော့လုံးဝမရှိရအမိရင်ခွင်ထဲမှာနေကြဆိုမိစင်ရဲ့အပူပဲလေးပေါ်ခုခါတော့နေတန်တန်ရှိတဲ့လမ်းပေါ်ချေချရင်အကြီးရွယ်ရာတွေဖြစ်တတ်မှန်းလည်းမသိနိုင်ခဲ့ဘူးမေအဝေးရောက်သူတာဘွားကြုံတွေ့ရဖြစ်ပြများခါတီစွာရင်ဆိုင်လို့ဖြတ်ကျော်ရင်သာရှိရဲ့လမ်းပေါ်ချေချရင်ကြီးရဲ့ရာတွေဖြစ်တတ်မှန်းလည်းမသိနိုင်ခဲ့ဘူးနေဝေးရောက်သူတာဘွားကြုံတွေ့ရဖြစ်ပြများငါတီစွာဆိုင်လို့ချက်ချော်ရင်သာကြော်ပြ
Okay.